ဒီမေကွန်းလေးကလည်းကျမတို့ client တယောက်ကမေးတဲ့မေကွန်းလေးပါအဲ့တော့အားလုံးလည်းဒီမေကွန်းလေးနဲ့ပတ်သက်လို့သိကျင်မယ်လို့ထင်လို့ဗီဒီယိုလေးနဲ့ရှင်းပြတာပေါ့နော်မမီကျွန်တော်တို့ရောင်းထားပြီးသားစင်းတွေကိုကျွေးကောက်တဲ့အချိန်မှာဘယ်သူကောက်ပေးတင်တယ်လဲလို့မေးတာပေါ့ဒီလိုကျွေးကောက်တယ်လို့ပြောတတ်တဲ့အချိန်မှာတဲ့အယောင်ဘက်ကလည်းကောက်လို့ရတယ်လို့တဲ့အကောင့်ဘက်ကလည်းကောက်လို့ရတယ်ဒီတော့တဲ့ကျမကတစ်ခုချင်းစီပဲနမူနာထားပြီး pros and cons ပြပြချင်ပါတယ်အဲ့တော့အယောင်ဘက်ကိုကျမတို့ကျွေးကောက်ခိုင်းရင်ဘာဖြစ်မလဲအယောင်ဘက်ကိုကျွေးကောက်ခိုင်းရင်တော့အားတာတဲ့ချက်ကကျမတို့မှာကျွေးလက်ကျန်များနေရင် credit limit ကိုသာသတ်မှတ်ထားတာဖြစ်ခဲ့ရင်တော့တဲ့သူ့ကိုကျမတို့ကပြောထားလို့ရတယ်ဒီ limit ကျော်သွားရင်တော့သူ့ကိုမရောင်းနဲ့လို့ပြောထားလို့ရတယ်ဒါအားတာချက်ပေါ့နောက်တစ်ခုကတော့သူ့ကိုကျမတို့ကကျွေးကောက်ခိုင်းနေတယ်ဆိုရင်သူဒီကျွေးကောက်နေတဲ့အလုပ်ကိုလုပ်ရလို့တိတ်မရောင်းနိုင်ဘူးဆိုတဲ့အယောင်ဘက်ကတော့တစ်ချက် complain လာနိုင်တာမျိုးတော့ရှိနိုင်တယ်နောက်ပြီးတော့တဲ့သူကကျွေးတော့ကောက်ပြီးသွားပြီဒါပေမဲ့သူ့ကိုပတ်စံအကျွေးမချေခိုင်းဘူးအကောင့်ကသာအကျွေးချေခိုင်းမယ်လို့ပြောရင်တဲ့သူကျွေးတော့ကောက်ပေးလိုက်ပြီပတ်စံဝင်နေမဝင်တော့သူဆက်တော့မစစ်တော့ဆက်တော့မတိတော့ဘူးဆိုပြန်ရင်လေတဲ့ဒီနားမှာလွှင်းချက်တွေရှိတာပေါ့ဟုတ်ပြီဒါဆိုရင်ねကျမတို့ကသူ့ကိုမကောက်ခိုင်းဘူးအကောင့်ဘက်ကိုကောက်ခိုင်းမယ်ဆိုရင်ရောတဲ့အကောင့်ဘက်ကိုကောက်ခိုင်းလိုက်ရင်တော့အကောင့်ဘက်မှာဒါမျိုးအကျွေးကောက်ဖို့အတွက်တည်တံ့လူတယောက်တာဝန်ပေးရမယ်သူဒီကျွေးကောက်ရမယ်ပြီးရင်ပတ်စံနေရလာပြီဘန်နေတဲ့ကိုဝင်လာပြီဒါမှမဟုတ် cash တွေနဲ့ရလာဆိုသူကျွေးချေရမယ်ဒီလိုဆိုရင်တော့တဲ့ဘာဖြစ်သွားမလဲဆိုရင် sales ဘက်ကကြတော့ရောင်းဖို့ပဲသူတို့မှာတာဝန်ရှိလို့သူတို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွေးလက်ကြံကိုသူတို့နဲ့မဆိုင်တော့ဘူးလို့အနေနဲ့များသူတို့ရင်ထဲမှာတတ်မှတ်ထားလိုက်ပြီးတော့သူတို့ရောင်းကျင်တယ်လို့သူတို့ရောင်းနိုင်တယ်ကျွေးကောက်လို့မရတယ်သူတို့တာဝန်မဟုတ်တော့ဘူးလို့သူတို့တွေးသွားနိုင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုရင်ねဒီတစ်ခုရဲ့ကြားထဲမှာကျမတို့ဘလို့သွားမလဲဒီကစဉ်းစားမှာကျမတို့လုပ်ငန်းနေချပါကျမတို့ဒီအယောင်ကိုဒီဇိုင်းမမက်ရောင်းပြီးတော့လုံးဝကျွေးနဲ့ပတ်သက်တာကိုအယောင်နဲ့ပတ်သက်လို့လို့တာဝန်မပေးချင်ဘူးဆိုရင်တော့မဖြစ်မနေအကောင့်မှာပဲထားမှာပေါ့ဒါမှမဟုတ်ရင် secure လည်းဖြစ်ချင်တယ် sales ကိုလည်းအဲ့ authority မပေးချင်ဘူးဆိုရင်တော့အကောင့်ဘက်မှာလူခန့်ရမယ်ဒီဟာနဲ့ပတ်သက်တဲ့လုပ်ထမဲ့လူကြောက်ရွေးချယ်ရမှာပေါ့ဒီတော့အကောင့်ဘက်ကလူခန့်တဲ့အခါကျတော့တဲ့အကောင့်ဘက်ကလူကပြောတတ်ဆိုတတ်ဖို့တော့လိုတာပေါ့ပြောတတ်မဆိုတတ်ဘူးဆိုလို့ရှိရင်တော့ customer နဲ့ complaint ဖြစ်နိုင်ဒါကတော့ကျွေးကောက်တာနဲ့ပတ်သက်တာပါဒီတော့ကျမအချင်းချုပ်ပြီးပြန်ပြောရင်တော့တဲ့ကျွေးကောက်မဲ့လုပ်ငန်းစဉ်ကိုအယောင်မှာထားလို့ရတယ်အကောင့်မှာထားလို့ရတယ်လုပ်ငန်းရှင်အနေနဲ့ဘွေဟာပို့ပြီးအဆင်ပြေမယ်ထင်တယ်လေပေါ့ဒီပုံမှာမူတည်ပြီးတော့ကျမတို့ထားလို့ရတယ်ပြီးတော့ဌာနမှာရှိတဲ့လူအင်အားအရာဘယ်သူ့ကိုတာဝန်ပေးရင်ရတာလဲဒီပုံမှာမူတည်ပြီးတော့ကျမတို့နှစ်ဖက်စလုံးမှာထားလို့ရပါတယ်အဓိကတော့နှစ်ဖက်စလုံးမှာ check list နဲ့တွားပြီးတော့တေချာဟိုဘက်ဒီဘက်နှစ်ဖက်ကို check လုပ်နိုင်နေဆိုရင်တော့တဲ့ဒီကိစ္စအဆင်ပြေမှာပါဒါပေမဲ့မဖြစ်မနေလုပ်တဲ့အချက်ကတော့တဲ့အကောင့်ဌာနမှာလူတစ်ယောက်တာဝန်တစ်ခုအနေနဲ့လားစဉ်အနည်းဆုံးတစ်ကြိမ်တော့ customer တဦးချင်းစီအကျွေးလက်ကျန်ဘလောက်ကျန်နေမှတ်ကန်ပါသလားဆိုတာမျိုးကိုတော့တဲ့ direct phone ဆက်ပြီး confirm လုပ်တဲ့နေဒါဆိုရင်တော့ကျွေးကောက်တဲ့ကိစ္စဟာလုပ်ငန်းထဲမှာအဆင်ပြေချောမွေ့သွားမယ်လို့ကျွန်မထင်ပါတယ်ယုံနဲ့ယုံကြည်ပါတယ်တော့ဒါလေးကိုနားထောင်ရင်းနဲ့ကိုလုပ်ငန်းမှာအဆင်မပြေတဲ့ဟာလေးကိုဖြည့်ရှင်းနိုင်ပါစေလို့လည်းကျွန်မဆန္ဒပြုမိပါတယ်ရှင်ကျွန်မမီဝေးမှာကျွန်မ Trying Business Solution founder ပါ CEO လည်းဖြစ်ပါတယ်အမြဲလို့ကျွန်မရဲ့ page တွေပေါ်မှာ accounting နဲ့ပတ်သက်တာတွေ business နဲ့ပတ်သက်တာတွေ motivation နဲ့ပတ်သက်တာတစ်ခုမဟုတ်တစ်ခုအမြဲလို့ပဲဝေမျှလျက်ရှိပါတယ်သိကျင်တဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်မရဲ့ page တွေဖြစ်တဲ့ Trying Business Solution page မီဝေး consultant coach page နဲ့TikTok ပေါ်မှာ live လာနိုင်ပါတယ်ရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်